BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လွှင့်ချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို bbcburmese.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာညချမ်းပါခင်ဗျာဇန်နဝါရီလ9ရက်ဗုဒ္ဓဟူးညချမ်း BBC မြန်မာပိုင်းအစီအစဉ်တွေကိုလန်ဒန်ကတင်ဆက်ပေးနေပါပြီဒီညနားဆင်ရမယ့်ထဲအမေရိကန်ကကမ္ဘာစွမ်းအင်လုံခြုံရေးကိုချိန်ချောက်နေတယ်ဆိုပြီးတော့တရုတ်ကဆွဆွဲတဲ့အကြောင်းပြင်းစစ်ကောင်စီဘက်ကနေပြီးတော့ပူးပေါင်းဆောင်ရွက်မှုအင်တာနက်ပါတဲ့အခြေအနေကိုလည်းကျွန်တော်တို့သတိထားမိပါတယ်ပေါ့နော်အဲ့ဒီအခြေအနေကိုဖိလစ်ပိုင်နေပြီးတော့ကြော်လွှားနိုင်အောင်လို့သူကတရားလုပ်နေတယ်လို့ပဲပြင်ပါတယ်ခင်ဗျဖိလစ်ပိုင်ရဲ့အာဆီယံထူးကိုယ်စားလှယ်စစ်ကောင်းဆောင်နဲ့တွေ့တဲ့အကြောင်းနဲ့ကော်တူလီသမ္မတနိုင်ငံတည်ထောင်တဲ့အကြောင်းတွေတင်ဆက်ပေးဖို့ရှိပါတယ်။ဒီညအစီအစဉ်ကိုကျွန်တော်ပိုပိုကတင်ဆက်ပေးထားပါတယ်။ဗင်နီဇွဲလားကြားဖြတ်အစိုးရကအမေရိကန်ကိုရေနံစီပေါင်း30ထိပို့မယ်ဆိုပြီးအမေရိကန်သမ္မတထရန့်ကပြောကြားလိုက်ပါတယ်။အဲဒီနောက်အမေရိကန်ဟာကမ္ဘာစွမ်းအင်လုံခြုံရေးကိုချိန်ချောက်နေတယ်ဆိုပြီးတော့တရုတ်ကဆွဲလိုက်ပါတယ်။တရုတ်ကဗင်နီဇွဲလားရဲ့ရေနံစိမ်းကိုအများဆုံးဝယ်တဲ့နိုင်ငံဖြစ်ပါတယ်။အမေရိကန်ကအနိုင်ကျင့်နေဆိုပြီးတရုတ်နိုင်ငံသားရေးဌာနကဆွဲတယ်လို့ဗင်နီဇွဲလားမှာရှိတဲ့တရုတ်ရဲ့ဥပဒေခွင့်ရေးတွေနဲ့အကျိုးစီးပွားတွေကိုကာကွယ်စောင့်ရှောက်မယ်လို့တရုတ်ဘက်ကထုတ်ပြန်ပါတယ်။ဒီရေနံတွေကိုနိုင်ငံပြည်သူတွေကျိုးစည်းဝါအတွက်ရောင်းမှာဖြစ်ပေမဲ့ရမယ့်ငွေကိုသူပဲထိန်းချုပ်မယ်လို့လည်းမစ္စတာထရန့်ကပြောကြားခဲ့ပါတယ်။ဗင်နီဇွဲလားမြို့တော်ကရာကတ်မှာတော့Delcy Rodriguez ရဲ့ဆိုရရဲ့လုံခြုံရေးတွေကဆက်ပြီးထိန်းချုပ်ထားလို့အတိုက်ခံတွေကိုဖိနှိပ်နေစေဖြစ်ကြောင်းမြို့ခံတူကခုလိုပြောပါတယ်။ On the outside in the street it is quiet, it is nervousnessလန်ဒီပေါ်မှာတိတ်ဆိတ်ပြီးတော့လူတွေကကြောက်လန့်နေတုန်းဖြစ်ပါတယ်အရင်အစိုးရခေတ်ကထောက်လှမ်းရေးတွေဆက်ကြီးဆိုးနေလို့ဆန္ဒပြလို့လည်းမရဘူးဆိုပြီးပြောကြားသွားတာဖြစ်ပါတယ်အမေရိကန်တပ်တွေလိုက်ရှာနေတဲ့ရေနံတင်သင်္ဘောလွတ်တစ်စီးကိုစောက်ရှောက်ဖို့ရုရှားကရေငုပ်သင်္ဘောတစ်စီးနဲ့တခြားရေတပ်သင်္ဘောတွေပို့ထားကြောင်းအမေရိကန်အာဏာပိုင်တွေကပြောပါတယ်ဗင်နီဇွဲလားကနေရေနံစိမ်းတွေတင်ပို့လိရှိတဲ့ဒီသင်္ဘောဟာလောလောဆယ်မြောက်အတ္တလန်တိတ်သမုဒ္ဒရာထဲမှာရောက်နေပါတယ်။ဒီသင်္ဘောအရင်လကဗင်နီဇွဲလားကိုခုတ်မှောင်းနေတယ်လို့ယူဆရချိန်မှာအမေရိကန်ရဲ့ဒဏ်ခတ်ပိတ်ဆို့မှုကိုချိုးဖောက်တယ်ဆိုပြီးတော့ကာရစ်ဘီယံပင်လယ်ပြင်မှာဖမ်းဆီးဖို့အမေရိကန်ကမ်းခြေစောင့်တပ်ကကြိုးစားခဲ့ပါတယ်။အဲဒီနောက်ပိုင်းသင်္ဘောနာမည်ပြောင်းပြီးဂိုင်ယာနာအလံကနေရုရှားအလံကိုပြောင်းတင်ထားတယ်လို့သိရပါတယ်။တခါလေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ်ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်ကိုရုရှားကိုတန်မတ်ဖြစ်ပြောင်းရွှေ့လိုက်တယ်လို့ BBC ကစုံစမ်းသိရှိရပါတယ်။အငိမ့်စားဒုဗိုလ်ချုပ်မှုကြီးမောင်အေးရဲ့တူဖြစ်တဲ့ဒုဗိုလ်ချုပ်ကြီးမျိုးမိုးအောင်ဟာစစ်တပ်ကတူအပတ်စဉ်32ဆင်းဖြစ်ပါတယ်။တခါအငိမ့်စားစစ်ဦးစီးအရာရှိချုပ်လေးဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်ကိုလည်းတရုတ်ပြည်တန်မတ်ဖြစ်ပြီးခဲ့တဲ့ရက်ပိုင်းကပဲခံလိုက်ပါတယ်။ရန်ကုန်ပြည်ကားလမ်းပေါ်ကစစ်တပ်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဒီမနက်ဝင်တိုက်ပြီးတိုက်ပွဲပြင်းထန်ခဲ့ကြောင်းမြေပြင်ခြေနေသိရှိသူကပြောပါတယ်။ပဲခူးတိုင်းနောက်ချမ်းမင်းလာမြို့နယ်ရန်ကုန်ပြည်လမ်းဘေးကတာကလေးရွာမှာတပ်ဆွဲထားတဲ့စစ်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ်တွေက4နာရီကြာဝင်တိုက်တာလို့ဆိုပါတယ်။ဒီတိုက်ပွဲကြောင့်ရန်ကုန်ပြည်လမ်းမှာမော်တော်ယာဉ်ရာနဲ့ချီပိတ်မိခဲ့ပြီးအနီးနားကျေးရွာကလူတွေဘေးလွတ်ရာကိုထွက်ပြေးခဲ့ကြပါတယ်။စစ်ကောင်စီကပြန်ဆဖို့ကြိုးစားနေတဲ့မြစ်ဆုံစီမံကိန်းကိုရပ်တန့်ဖို့တော်လှန်ရေးမဟာမိတ်တွေနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ဆိုခွင့်ရှိသူဦးနေဖုံးလက်ကဆိုပါတယ်။မြစ်ဆုံစီမံကိန်းကိုရွေးကောက်ပွဲပြီး2026မှာပြန်ဆဖို့စစ်ကောင်စီနဲ့တရုတ်ကြားနားလည်မှုစာချုပ်လွှာကိုရေးထိုးခဲ့ကြပြီးဖြစ်တယ်လို့လည်းဒီကြောင်းသိရှိသူက BBC ကိုပြောပါတယ်။စစ်ကောင်စီကမြစ်ဆုံစီမံကိန်းကိုအရင်စီမံကိန်းရထားတဲ့10အမြင့်ထက်လျှော့ပြီးတော့စောက်မယ်လို့ပြီးခဲ့တဲ့လတွေတွင်ပြောဆိုနေတာဖြစ်ပါတယ်။ Greenland ကျွန်းကိုအမေရိကန်ရဲ့ချင်းချောက်မှုကနေတုံ့ပြန်ဖို့တခြားဥရောပနိုင်ငံတွေနဲ့လောက်ကိုင်နေကြောင်းပြင်သစ်ဆိုရကပြောပါတယ်။
ဥရောပမဟာမိတ်တွေနဲ့အတူပြင်သစ်ကအရေးယူဆောင်ရွက်ခြင်းကြောင့်ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးကဆိုပါတယ်ဂျာမနီနဲ့ပိုလန်နိုင်ငံခြားရေးဝန်ကြီးတွေနဲ့လည်းခဏနှောင်းပိုင်းမှာသူတွေ့ဆုံဖို့ရှိပါတယ်အမေရိကန်လုံခြုံရေးအတွက်အရေးပါတဲ့ဂရင်းလန်ကိုရယူဖို့စစ်ရေးနည်းပါဝင်နီးလန်းတွေကိုသမ္မတထရန့်ဆွေးနွေးနေကြောင်းအင်ဗျူရောကအင်္ဂါနေ့ကပြောကြားခဲ့ပါတယ်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကစစ်ရေးနည်းမသုံးဘူးဆိုပြီးသူနဲ့ဖုန်းခေါ်တဲ့ချိန်မှာပြောဆိုခဲ့ကြောင်းပြင်သစ်နိုင်ငံခြားရေးဝန်ကြီးမစ္စတာဘာရိုကပြောကြားခဲ့ပါတယ်တခါသိမ်းပိုက်ထားတဲ့အနောက်ဘက်ကမ်းကပါလက်စတိုင်းတွေပေါ်အစ္စရေးရဲ့စနစ်တကျခွဲခြားဆက်ဆံမှုကပိုဆိုးလာကြောင်းကုလသမဂ္ဂလူ့အခွင့်အရေးရုံးရဲ့အစီရင်ခံစာသစ်မှာပါရှိပါတယ်။အခြေအနေကအထူးဆိုးရွားတဲ့လူမျိုးရေးခွဲခြားမှုနဲ့သီးခြားနေထိုင်စေမှုပုံစံဖြစ်ပြီးတောင်အာဖရိကကအပါတိုက်ခွဲခြားမှုနဲ့တူကြောင်းကုလသမဂ္ဂလူ့အခွင့်အရေးကြီးကဲ Volker Turk ကဖော်ပြပါတယ်။အစ္စရေးအနေနဲ့ဒီစနစ်ကိုတည်မြဲစေတဲ့ဥပဒေတွေမူဝါဒတွေနဲ့ကျင့်သုံးမှုတွေအားလုံးကိုဖျက်သိမ်းသင့်ကြောင်းမစ္စတာ Turk ကတောင်းဆိုခဲ့ပါတယ်။တော်တာရှိမြခင်ဗျာဖိလစ်ပိုင်ရဲ့အာဆီယံထူးကိုယ်စားလှယ်ကမနေ့တုန်းကနေပြည်တော်မှာစစ်ကောင်းဆောင်ပါဝင်ထိပ်ပိုင်းကောင်းဆောင်တွေနဲ့လာတွေ့ပါတယ်မြန်မာရေကိုကင်တွယ်ဖြည့်ရှင်းမဲ့ဖိလစ်ပိုင်ကဘာတွေဆက်လုပ်လာနိုင်တယ်လဲမဆန္ဒဝင်းကပြောပြပေးပါမယ်လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားတဲ့ဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီး Miss Maria Teresa Paranolazazo ဟာအာဆီယံအထူးကိုယ်စားလှယ်အနေနဲ့မနေ့ကနေပြည်တော်မှာမြန်မာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အပါအဝင်ခေါင်းဆောင်တချို့နဲ့တွေ့ဆုံခဲ့ပါတယ်ဖိလစ်ပိုင်အစိုးရသတင်းရင်းမြစ်ကတော့ဒီခရီးစဉ်ဟာမြန်မာအရေးအာဆီယံအထူးတန်တမန်အဖြစ်မိတ်ဆက်လာရောက်တဲ့ခရီးစဉ်သာဖြစ်တယ်လို့ BBC ကိုပြောပါတယ် NLD ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်အာဆီယံအရေးလေးလာစောင့်ကြည့်သူဦးဘိုဘိုဦးကတော့အခုလိုထောက်ပြပါတယ်မြန်မာအရေးနဲ့သက်ဆိုင်တဲ့အဖွဲ့အစည်းတော်တော်များများနဲ့ကအာဆီယံနဲ့ထိတွေ့ပြီးသွားပြီနော်အချိန်ထဲမှာပဲစစ်ကောင်စီဘက်ကိုလည်းထိတွေ့ထားတာရှိတယ်စစ်ကောင်စီဘက်ကနေပြီးတော့ပူးပေါင်းဆောင်ရွက်မှုအင်တာနေပါတဲ့အခြေအနေကိုလည်းကျွန်တော်တို့သတိထားမိပါတယ်ပေါ့နော်အဲ့ဒီအခြေအနေကိုဖိလစ်ပိုင်နေပြီးတော့ကြော်လွှားနိုင်အောင်လို့ကြိုးပမ်းမှုတည်းလုပ်နေတယ်လို့ပဲမြင်ပါတယ်ခင်ဗျဖိလစ်ပိုင်နိုင်ငံရဲ့ထုတ်ပြန်ချက်ထဲမှာမြန်မာအရေးဖြည့်ရှင်းမှုအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုပဲဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ဆိုပါတယ်။အာဆီယံအရေးလေ့လာဆန်းစစ်သူတွေကတော့အာဆီယံရဲ့ဘုံသဘောတူညီချက်တွေကိုလွန်ခဲ့တဲ့9နှစ်နီးပါးအတွင်းစစ်အုပ်စုဘက်ကတခုမှအကောင်အထည်မဖော်နိုင်ခဲ့ဘူးလို့ပြောပါတယ်။အခုအခါမှာကောအဲ့ဒီဘုံသဘောတူညီချက်ကိုအာဆီယံဘက်ကဘယ်လိုဖိအားပေးမှုတွေနဲ့လှုပ်ဆောင်လာနိုင်မှာပါသလဲဆိုတာကိုအာဆီယံအရေးလေ့လာစောင့်ကြည့်တဲ့ Generation အဖွဲ့ဥက္ကဋ္ဌကိုမိုးသွေးကအခုလိုရှင်းပြပါတယ်ကျွန်တော်လက်တွေ့နိုင်ငံရေးသဘောအရပြောမယ်ဆိုရင်တော့စေအုပ်စုဘက်ကသူ့အတွက်ဒုစီပွားရှိမှုဒါပေါ်ကျိုးစီပွားနစ်နာမှုပေါ့နော်ဒါဒီပေါ်မှာလောက်ရတယ်လို့နားလေတယ်ပေါ့သို့တော့ပြဿနာကအာဆီယံမှာကကြတော့ဖိအားပေးတဲ့ရန်နေရာမရှိဘူးသို့တော့တခုရှိတာအာဆီယံဘက်ကဘာလုပ်လို့ရလဲဆိုတော့ဘုံသဘောတူညီချက်9ရက်ကိုလိုက်ပါဆောင်ရွက်မှုမပြုလို့ရှိရင်အာဆီယံအတိုင်းဝိုင်းမှာပေါ့နော်အပြည့်အဝပါဝင်ခွင့်မပြုဘူးဆိုတဲ့ပုံစံမျိုးနဲ့နိုင်တယ်ပေါ့နော်မလေးရှားနဲ့အင်ဒိုနီးရှားနိုင်ငံတို့အာဆီယံဥက္ကဋ္ဌအလှည့်ကျတာဝန်ယူခဲ့စဉ်တုန်းကသူတို့ရဲ့အထူးတန်တမန်တွေကတော့စစ်တပ်နဲ့သာမက NUG တော်လှန်ရေးအင်အားစုတွေတိုင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပါထိတွေ့ဆက်ဆံမှုရှိခဲ့ပါတယ်လက်ရှိဖိလစ်ပိုင်အထူးတန်တမန်ကရောမြန်မာအရေးအတွက်ဗတ်ပေါင်းစုံနဲ့ထိတွေ့ဖို့ရှိလာမလားဆိုတာကိုတော့စောင့်ကြည့်ဖို့လိုလိမ့်မယ်လို့အာဆီယံအရေးကျွမ်းကျင်သူတွေကပြောပါတယ်ရှင်တော်ရရှိမြခင်ဗျာခေါ်သူလေသမ္မတနိုင်ငံတီထောင်ချောင်းKTLA ကောင်းဆောင်စောနေတာမြဥဆောင်တဲ့ကော်တူလီဆိုကထုတ်ပြန်ပါတယ်။ကရင်လက်နက်ကိုင်ဖွဲ့တွေနဲ့ကရင်ပြည်သူတွေပါဝင်တခြားသူတွေကဒီပေါ်ဘလို့သဘောထားရှိတယ်လေမက်သီတာနွေကတင်ဆက်ပေးပါမယ်။ KTLA ရဲ့ကြေညာချက်အရသမ္မတဖြစ်စောနေတာပုံများဒုသမ္မတ1နဲ့နိုင်ငံခြားရေးဝန်ကြီးဖြစ်စောစာဂေးဖိုးဒုသမ္မတ2ဖြစ်စောဒေးဗစ်တာကဘောဝန်ကြီးချုပ်ဖြစ်စောဖိုးသူလီနဲ့ကာကွယ်ရေးဝန်ကြီးဖြစ်စောဒေးဗစ်လော်ဒူတို့ပါဝင်ပါတယ်။ကော်တူလီပြောခွင့်ရသူဗိုလ်ကြီးစောညီစောက1948ခုနှစ်ကြေညာချက်ကိုအသက်ဝင်အောင်ပြန်ထုတ်ပြန်ခြင်းသာဖြစ်တယ်လို့ပြောပါတယ်။1948ခုနှစ်ကတည်းကကော်တူလီသမ္မတနိုင်ငံဖြစ်ကရင်ကောင်းဆောင်တွေကကြေညာခဲ့မှုပေမဲ့ထောက်ခံတဲ့နိုင်ငံမရှိခဲ့တာကြောင့်အတိအမှတ်ပြုမခံခဲ့ရပါဘူး။ဇန်နဝါရီလ4ရက်နေ့မှာကြေညာခဲ့တဲ့ဗမာလွတ်လပ်ရေးကိုသာထောက်ခံအတိအမှတ်ပြုခဲ့တဲ့သမိုင်းရှိခဲ့ဘူးတယ်လို့ကရင်လက်နက်ကိုင်ကောင်းဆောင်တချို့နဲ့ဒေသခံတွေကပြောပါတယ်။ကော်တူလီကိစ္စအပေါ်ကရင်လက်နက်ကိုင်တော်လှန်ရေးမှာ260ပါဝင်ခဲ့ဘူးသူ KNU ရဲ့ဝါရင်နိုင်ငံရေးသမားကြီးစောသမိန်ထွန်းပြောတာကအဲ့ဒီ9ရက်နေ့ကိုကော်တူလီနေ့ဆိုပြန်ကြေညာတော့
Katulia, below Chokale, below Chini, Bama Chini, Telejoya, Bama David. ကရင်လက်နက်ကင်တော်လှန်ရေးနဲ့နှိစက်တဲ့ဒေသခံကရင်တိုင်းရင်းသူကလည်း KTL ရဲ့အစိုးရအဖွဲ့ကိုမြေပြင်မှာထောက်ခံသူမရှိသလိုနေမြေသတ်မှတ်ချက်လည်းမရှိဘူးလို့ပြောပါတယ်ဒီကာလမှာသူတို့မလုပ်တဲ့မလုပ်ထိုက်တဲ့အရာကိုလုပ်လိုက်တာတို့မြင်တယ်သူတို့နိုင်ငံကြီးညာတယ်ဆိုတော့အစိုးရဖွဲ့ထားတဲ့အဖွဲ့မှာကလည်းအစိုးရတရက်အဖြစ်ရတည်နိုင်တဲ့အရာသူရဲ့ဝိသေသလက္ခဏာတွေကလည်းတကယ်မရှိနေဘူးပြီးတော့သူ့မှာသူအုပ်ချုပ်တဲ့နေမြေမရှိဘူးသူအုပ်ချုပ်တဲ့ပြည်သူတွေလည်းမရှိနေဘူးလေသူ့ကိုထောက်ခံတဲ့ပြည်သူကလည်းမြေပြင်ရှိနေတာမဟုတ်ပဲနဲ့သူကဒီလိုမျိုးကြီးညာတယ်ဆိုတော့ဒီကာလမှာကရင်နိုင်ငံရေးလောကကိုရှုပ်ထွေးအောင်လုပ်တယ်လို့ပဲကျွန်မအနေနဲ့တော့မြင်နေတယ်လေအခုကော်တူလီနိုင်ငံရဲ့သမရနေရာယူထားတဲ့ဗိုလ်ချုပ်စောနေတာဘုံမြဟာအရင်ကကရင်မျိုးသားကာကွယ်ရေးတပ် KNDO ရဲ့စစ်ဦးစီးချုပ်ဖြစ်တာဝန်ယူခဲ့ပူပါတယ်ဒါပေမဲ့လမ်းလုပ်ငန်းလုပ်နေတဲ့အရက်သား25ဦးကိုတပ်ဖြတ်မှုမှာတာဝန်ရှိသူဖြစ် KNU ကသတ်မှတ်ပြီး2022ခုနှစ်မှာပဲတာဝန်ကနေရပ်နားခဲ့တာဖြစ်ပါတယ် KNU ကတော့ဗိုလ်ချုပ်နေတာဘုံမြဦးဆောင်တဲ့ KTL နဲ့မပတ်သက်သလိုအဲ့ဒီအဖွဲ့ရဲ့လုပ်ရက်တွေကလည်း KNU နဲ့မသက်ဆိုင်ဘူးဆိုပြီးစတင်ဖွဲ့စည်းချိန်ကလေးကသဘောထားထုတ်ပြန်ခဲ့ပူပါတယ်ရှင်။တော်ရရှိမြခင်ဗျာ။မကွေးတိုင်းရွေးကောက်ပွဲကော်မရှင်ဖွဲ့ဝင်လိုက်ပါလာတဲ့ရင်တန်းမနေ့ကတိုက်ခိုက်ခံရပြီးသူ့ရဲ့ကိုရေးရာရှိနဲ့နတ်မောက်မြို့နယ်ရဲမှုသေဆုံးကြောင်းတိုင်းကော်မရှင်ဘက်ကတည်ပြုပါတယ်။ NUG နဲ့တော်လှန်ရေးတပ်တွေကစစ်တပ်ရွေးကောက်ပွဲကိုပတ်ပေါင်းစုံကနေနှောက်ယှက်သွားမယ်လို့ဆိုပါတယ်။ဒီကြောင်းမတူစာလင်းကပြောပြပေးပါမယ်။မကွေးတိုင်းရွေးကောက်ပွဲတာဝန်ခံဦးအောင်လွင်ဦးပါဝင်ကော်မရှင်အဖွဲ့ဝင်တွေနဲ့လုံခြုံရေးအဖြစ်လိုက်ပါလာတဲ့နတ်မောက်မြို့နယ်စခန်းမှုနဲ့အဖွဲ့တွေပါဝင်တဲ့ကားလေးစီးပါရင်နှန်းတိုက်ခိုက်ခံခဲ့ရတာပါမကွေးတိုင်းမှာအပိုင်းနဲ့ရွေးကောက်ပွဲတဲ့ကြိုတင်ပြင်ဆင်နိုင်ရေးအတွက်ဒီကနေ့ကျင်းပမဲ့အစည်းအဝေးပွဲတက်ဖို့သွားတဲ့အချိန်တိုက်ခိုက်ခံရတာဖြစ်တယ်လို့ပြောပါတယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်နေပြည်တော်တိုင်းစစ်ဌာနကလည်းနေပြည်တော်ကနေမကွေးကိုလာတဲ့မြို့သစ်ကံပြားလာမိုင်းမြို့သစ်မြို့နယ်မှာရှိတဲ့ရွှေပန်းကျေးရွာအနီးမှာတိုက်ခိုက်ခဲ့တာလို့ထုတ်ပြန်ထားပါတယ်ဦးအောင်လွင်ဦးကတော့ခြေထောက်မှာဒဏ်ရာရရှိခဲ့ပြီးမကွေးစစ်ဆေးရုံမှာစေကူတာမှုခံခဲ့ရတယ်လို့သူ့ရဲ့ကိုရေးရာရှိနဲ့မြို့နယ်ရဲမှုကတော့တေဆုံးခဲ့တယ်လို့ဆိုပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမကွေးတိုင်းရွေးကောက်ပွဲကော်မရှင်ဖွဲ့ရဲ့တာဝန်ရှိသူပြောတာကဦးအောင်လွင်ကတော့ခြေထောက်ကိုလည်းနည်းနည်းရှက်ထိတယ်ကားကရှေ့ညောင်းနေထိုးကြပြီးတော့အတင်းကားမောင်းပြီးတော့လွတ်တော့လူတော့အလက်ကလွတ်တော့မနေ့ကတော့10နိုင်လောက်မှဆေးဝါးစီဝေးခဏလေးဗီဒီယိုကွန်ဖရင့်နဲ့ပဲလုပ်လိုက်ရတော့တေဆုံးခဲ့တဲ့သူတွေကိုတော့ဇန်နဝါရီလ9ရက်နေ့ဒီကနေ့မှာပဲကြိုခဲ့တယ်လို့နှီးဆက်သူတွေကပြောပါတယ်ထိခိုက်သေဆုံးမှုအရေးအတွက်တိတိကျကျကိုတော့ BBC အနေနဲ့တိကျအတည်မပြုနိုင်သေးပါဘူး။ဒါမဲ့ရွေးကောက်ပွဲအပိုင်းနှစ်မှာတော့မကွေးတိုင်းကမြို့နယ်12မြို့နယ်ပါဝင်ပြီးမကွေးခရိုင်မှာတော့မြို့သစ်မြို့နယ်နဲ့နတ်မောက်မြို့နယ်တို့ပါဝင်တယ်လို့ကော်မရှင်တာဝန်ရှိသူကပြောပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်နေပြည်တော်တိုင်းစစ်ဌာနတိုင်းကုတ်ကဲရေးမှုရဲဘော်လက်ရာကတော့ဒီတိုက်ခိုက်မှုကိုကြိုတင်သတင်းရရှိခဲ့တာကြောင့်တိုက်ခိုက်ခဲ့တာလို့ပြောပါတယ်။သတင်းကြိုတင်ပြီးသတင်းရရှိတဲ့ဟာအရဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်။စစ်တပ်ကလုပ်တဲ့အတူရောက်ရွေးကောက်ပွဲတို့ဒေသလုပ်နေတဲ့ဟာကိုကျွန်တော်ကဟန်တားတဲ့စစ်စင်ရေးတွေပါရှင်းဆက်ပြီးလဲဒီလိုပဲစစ်စင်ရေးမျိုးတွေကျွန်တော်ဆက်လုပ်သွားဖို့ရှိပါတယ်ဗျာနော်အမျိုးသားညီညွတ်ရေးဆိုရ NUG ပြောခွင့်ရဦးနေဖုံးလက်ကတော့စစ်တပ်ကိုစစ်ရေးအရာရောဗတ်စုံကပါဖိအားပေးနိုင်မှုလှုပ်ဆောင်နေတဲ့ပြင်စစ်တပ်ကျင်းပတဲ့ရွေးကောက်ပွဲကိုလည်းတရားမဝင်ရွေးကောက်ပွဲဖြစ်သတ်မှတ်ထားတာကြောင့်ပါဝင်ပတ်သက်သူတွေကိုအရေးယူမယ်လို့ပြောပါတယ်တစ်ဖက်မှာလည်းရွေးကောက်ပွဲလုံခြုံရေးကိုထိခိုက်စေတဲ့လှုံ့ဆော်မှုတွေနဲ့ဝါဒဖြန့်မှုတွေကြောင့်ဆိုပြီးဇန်နဝါရီလ9ရက်နေ့အထိအရေးယူခဲ့တဲ့သူအယောက်335ယောက်ရှိတယ်လို့ရွေးကောက်ပွဲကာလလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေးမှာရွေးကောက်ပွဲကာလလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌပြည်ထောင်ဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကပြောထားပါတယ်ရှင်။နောက်ဆုံးရသတင်းတွေကို BBC ကချိန်နဲ့တပြေးညီတင်ဆက်ပေးနေပါတယ်ခင်ဗျာ။ပုထုညချမ်း BBC မြန်မာပိုင်းအစီအစဉ်တွေတည်တင်ပြီးဆုံးပါပြီ။ BBC ကိုနားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။ BBC သောတာရှင်များနဲ့တကွာမြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှဖျားအေးချမ်းပြီးဘေးပြားတွေကင်းဝေးကြပါစေလို့ BBC ဝိုင်းတော်သူဝိုင်းတော်သားတွေကဆုမကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။